သက်တို့ရေဒီတစ်ပတ်မှာတော့ကျွန်တော်တို့ရဲ့ channel ကနေပြီးအကြီးဆုံးနဲ့အသေးဆုံးသတ္တဝါနှစ်ကောင်ရဲ့စိတ်ကူးရင်တိုက်ပွဲကိုခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်အင်အားကြီးဆုံးဆင်နဲ့ကမ္ဘာအဖွဲ့အစည်းအရှိဆုံးသတ္တဝါဖြစ်တဲ့ပရွက်စိတ်တို့ရှင်ပြိုင်ရင်ဘယ်သူအနိုင်ရမလဲပထမတစ်ချက်ကြည့်လိုက်ရင်တော့ဒါဟာသားတစ်ခုလို့ထင်ရပါလိမ့်မယ်စင်တကောင်ရဲ့ကိုယ်လေးချိန်ဟာပရွက်စိတ်တကောင်ရဲ့ကိုယ်လေးချိန်ထက်အစာပေါင်းတန်းနဲ့ချီပိုများပါတယ်ဒါပေမဲ့ပရွက်စိတ်တွေရဲ့အစွမ်းကိုရှော့မတွက်သင့်ပါဘူးဒီဗီဒီယိုမှာအဖြေကမမျှော်လင့်ထားတာတွေဖြစ်လာနိုင်တယ်ဆိုတာကိုကြည့်ရှုရမှာပါသူတို့ရဲ့လက်နက်နဲ့အားသာချက်တွေကိုနှိုင်းယှဉ်ကြည့်ရအောင်စင်ဤအင်အားစင်ဟာကုန်းပေါ်မှာအကြီးဆုံးသတ္တဝါဖြစ်ပြီးရင်းရဲ့ကြီးမားတဲ့ကိုယ်ရဲ့ခြေထောက်ကြီးတွေနဲ့အဆွဲတွေဟာအဓိကလက်နက်ပါစင်ဟာရိုးရှင်းပါတယ်စင်ရဲ့ခြေထောက်နဲ့နင်းချေပစ်ခြင်းဟာပရွက်စိတ်တန်းပေါင်းများစွာကိုတပြိုင်နက်ချေမှုန်းနိုင်ပါတယ်နင်းချေလိုက်တဲ့အားဟာအလွန်ကြီးမားပါတယ်စင်ရဲ့အားနည်းချက်ကတော့အမြင်အာရုံနဲ့နှီးကွေးမှုပါအောက်ခြေမြေပြင်မှာရှိတဲ့သေးငယ်တဲ့အရာတွေကိုကောင်းစွာမမြင်နိုင်ပါဘူးပရွက်စိတ်ဤစွမ်းရည်ပရွက်စိတ်မှာအင်အားမရှိပေမဲ့အရေအတွက်နဲ့အစိတ်ဆိုတဲ့အစွမ်းထက်လက်နက်နှစ်ခုရှိပါတယ်ပရွက်စိတ်တွေဟာတကောင်ချင်းတိုက်တာမဟုတ်ပဲကိုလိုနီတစ်ခုလုံးအနေနဲ့တိုက်ခိုက်မှာပါပရွက်စိတ်တန်းပေါင်းများစွာကိုတနေရာတည်းစုစည်းနိုင်ပါတယ်မီးပရွက်စိတ်သို့မဟုတ်စစ်ပရွက်စိတ်တွေဟာအစိတ်ဒါမှမဟုတ်ပြင်းထန်တဲ့နာကျင်မှုကိုဖြစ်စေတဲ့အစိတ်တွေပိုင်ဆိုင်ထားပါတယ်ပရွက်စိတ်တွေဟာအဖွဲလိုက်တိုက်ခိုက်ပြီးစင်ရဲ့နူးညံ့တဲ့အစိတ်ပိုင်းတွေဥပမာနရွက်နှမောင်းမျက်လုံးအသက်ရှူလမ်းကြောင်းတွေကိုတပြိုင်နက်ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားပါလိမ့်မယ်ဒီတိုက်ပွဲကရေစရာကောင်းပေမဲ့တကယ်လက်တွေ့မှာဖြစ်နိုင်ခြေရှိတဲ့အခြေအနေနှစ်ခုကိုခွဲခြမ်းစိတ်ဖြာကြည့်ရအောင်အခြေအနေတစ်စင်ကသတိထားမိခြင်းစင်ကပရွက်စိတ်အုံကိုမြင်ပြီးသတိထားမိရင်ဒါမှမဟုတ်တိုက်ခိုက်မှုကိုစတင်သိရှိလိုက်ရင်ရလဒ်ကဆင်နိုင်မှာပါစင်ဟာရိုးရှင်းစွာခြေထောက်ကြီးတွေနဲ့နင်းချေလိုက်ရုံနဲ့တိုက်ပွဲပြီးဆုံးသွားမှာပါပရွက်စိတ်တွေရဲ့အရေအတွက်ဘလောက်များပါစေစင်ရဲ့ခြေထောက်တစ်ခုစာလောက်ကိုတောင်ဖုံးလွှမ်းနိုင်မှာမဟုတ်ပါဘူးအခြေအနေနှစ်ပရွက်စိတ်စစ်တပ်ကအလစ်အငတ်ယူခြင်းဒါကပရွက်စိတ်တွေအတွက်တစ်ခုတည်းသောနိုင်ကွက်ပါညဘက်ဒါမှမဟုတ်စင်ဟာရွှွန့်ထဲမှာနစ်နေချိန်လိုမျိုးရုတ်တရက်အလစ်အငတ်ယူတိုက်ခိုက်မယ်ဆိုရင်အဖြေကပြောင်းလဲသွားနိုင်ပါတယ်ပရွက်စိတ်တွေဟာစင်ရဲ့နှမောင်းအတွင်းဒါမှမဟုတ်နားထဲကိုထောင်ပေါင်းများစွာတပြိုင်နက်ဝင်ရောက်လာပါကစင်ဟာပြင်းထန်စွာနာကျင်ပြီးထိတ်လန့်သွားပါလိမ့်မယ်အစိတ်ရှိတဲ့ပရွက်စိတ်တွေဆိုရင်စင်ကိုမျက်စိကွယ်စေခြင်းဒါမှမဟုတ်အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းတို့နဲ့အနိုင်ယူနိုင်တဲ့အလားအလာရှိပါတယ်အခုဆိုရင်အပြီးသက်သုံးသက်ချက်ကိုရောက်ပါပြီဘသူကအနိုင်ရနိုင်ခြေအများဆုံးလဲရေဘူးရအားဖြင့်စင်ကအနိုင်ရနိုင်ခြေအများဆုံးပါစင်ဟာသေးငယ်တဲ့အန္တရာယ်တွေကိုလျစ်လျူရှုနိုင်တဲ့အရေခွံထူထဲမှုရှိပါတယ်ပရွက်စိတ်အများစုဟာစင်ရဲ့အရေခွံကိုမထိုးဖောက်နိုင်ပါဘူးပရွက်စိတ်တွေဟာစင်ရဲ့သေစေနိုင်တဲ့နေရာနှမောင်းသားမျက်လုံးကိုရောက်ဖို့အတွက်အခက်အခဲများစွာကျော်လွှားရမှာဖြစ်ပါတယ်စင်ကတစ်ချက်ရမ်းခါလိုက်တာနဲ့သူတို့ရဲ့တိုက်ခိုက်မှုကိုဖျက်ဆီးနိုင်ပါတယ်။ညီကုန်းချုပ်အားဖြင့်စင်ဟာကုန်းပေါ်ကဘရင်ပီပရွက်စိတ်ကိုအလွယ်တကူနင်းချေဖျက်ဆီးနိုင်ပါတယ်။ဒါပေမဲ့အကယ်၍ပရွက်စိတ်စစ်တပ်ကြီးတစ်ခုဟာအစိတ်ပြင်းပြင်းနဲ့စင်ရဲ့အထီးကိုက်မခံတဲ့နေရာတွေကိုတပြိုင်နက်တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင်တော့ဒီထူးခြားတဲ့တိုက်ပွဲမှာပရွက်စိတ်စုပေါင်းအင်အားကအံ့အားသင့်ဖွယ်အောင်ပွဲကိုရယူသွားနိုင်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သင့်အမြင်အရဘယ်သူနိုင်မလဲဆိုတာ comment မှာရေးပေးခဲ့ဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဘယ်လိုရှင်ပြိုင်မှုတွေကိုလေ့လာစေချင်ပါသေးလဲ။